မာချမ်းမြေမှုပြောပြမယ်စကားလေးကတော့စကားကိုရွေးချယ်ပြောဆိုနည်းဆိုတဲ့ခေါင်းစဉ်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်လူအချင်းအပြောအဆိုပါဆိုရင်လူအချင်းချင်းဆက်ဆံတဲ့အခါမှာအင်မတန်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ရှင်လူအချင်းချင်းမိတ်ဆွေတင်ကဟအချင်းချင်းတော်၎င်းညီကိုမောင်နှမအချင်းချင်းတော်၎င်းပြောဆိုဆက်ဆံကြတဲ့အခါမှာအပြောဆိုမတက်ဘူးဆိုရင်လူမုန်းခံရတတ်ပါတယ်ဒါအတွက်ကြောင့်မို့အပြောအဆိုတက်ပြီးတော့လိမ္မာကျွမ်းကျင်ဖို့ရန်အတွက်လိုအပ်ပါတယ်အပြောဆိုစကားပြောဆိုကျွမ်းကျင်ပြီးတော့လိမ္မာပတ်တဲ့ပြောဆိုသူတူဖြစ်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတယောက်နဲ့တယောက်မတည့်အောင်တဦးနဲ့တဦးကွဲသွားအောင်စတဲ့စကားတွေကိုမပြောသင့်ပါဘူးရှင်တယောက်နဲ့တယောက်ညီညွတ်အောင်နောက်တစ်ခါကျတော့စီလုံးညီညွတ်မှုပိုးပြီးတော့ရရှိဖို့ရန်အတွက်ပြောဆိုရမှာပဲဖြစ်ပါတယ်။ရှိုင်းပြတဲ့ကြမ်းတမ်းတဲ့စကားတွေကိုမပြောဆိုရဘူး။လိမ္မာရင်ကျေးပြီးတော့နားထောင်သူရဲ့စိတ်ထဲမှာစိတ်ကြည်နူးအေးမြမှုကိုခံစားရပြီးတော့နဝင်ချိုလောက်တဲ့စကားမျိုးကိုပြောရမှာပဲဖြစ်ပါတယ်ရှင်။အဲ့လိုပြောဆိုကြတဲ့အခါမှာတဲ့စကားပြောတဲ့အခါမှာတဲ့ကောင်းကျိုးချမ်းသာကိုစကားပြောတဲ့အခါမှာကောင်းကျိုးချမ်းသာကိုဖြက်စီးတဲ့စကားမျိုးကိုမပြောရဘဲနဲ့အကျိုးပြုတဲ့စကားမျိုးလေးတွေကိုဒါလည်းရွေးချယ်ပြီးတော့ပြောရမှာပဲဖြစ်ပါတယ်ရှင်အကျိုးပြုတဲ့စကားတွေကိုပြောရမယ်အဲ့ဆိုလို့ရှိရင်စကားပြောဆိုတဲ့အရာမှာမပြောသင့်တဲ့စကားပြောသင့်တာတွေကိုကျွန်တော်တို့ကနေပြီးတော့ခွဲခြားတိတက်ပြီးတော့လှုပ်တဲ့အရာကိုလှုပ်ဖို့ရန်အတွက်အလွင်ကိုအရေးကြီးလာပါတယ်ရှင်အဲ့လိုအရေးကြီးတဲ့အခါမှာလှုပ်တင်တာလှုပ်တယ်ပြောတင်တာပြောရမယ်မပြောတင်တာမပြောဘူးဆိုတာကလည်းပဲကျွန်တော်တို့မှာအသိပညာတွေနဲ့အသိပညာတွေနဲ့ရှိဖို့ရအတွက်အသိပညာဉာဏ်နဲ့နေထိုင်ဖို့ရအတွက်လည်းပဲအလွန်ကိုအရေးကြီးပါတယ်ရှင်အမှုမဲ့အမှတ်မဲ့အသိပညာမရှိကင်းမဲ့စွာနဲ့နေထိုင်မယ်ဆိုလို့ရှိရင်မိမိပြောတဲ့စကားတွေဒီထိရောက်မှုလည်းမရှိဘူးကောင်းတဲ့အကျိုးခံစားကောင်းသောအကျိုးသက်ရောက်မှုကိုလည်းရှိမှာမဟုတ်ပါဘူးရှင်တကယ်လို့ပြောတဲ့သူအားဆိုရင်ကောင်းတဲ့စကားပြောပြီးညာတော်လဲပဲနားထောင်သူကလိုက်နာကျင့်သုံးမှုကိုမရှိဘူးဆိုလို့ရှိရင်အဲ့လိုလူအားဆိုလို့ရှိရင်လှပတဲ့ဘာလို့ဆိုလို့ရှိရင်လှပတဲ့အလှပန်းရဲ့အလှကိုသာမြင်ရပေမဲ့မှုေးကြိုင်တဲ့ဇနတ်ကိုတော့သူရရှိမှာမဟုတ်ပါဘူးရှင်တကယ်လို့တဲ့အစင်းကသာအစင်းတော်လှပါရဲ့နောက်ကအနက်ကရမှာမဟုတ်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်ရှင်အစင်းလှပြီးတော့ဇနတ်မပါတဲ့ဇနတ်မရှိတဲ့အနက်မရှိတဲ့ပန်းကြီးကိုပန်ထားရတာနဲ့တူတယ်ပြောနေရတဲ့သူကလည်းပဲပြောတာစကားတာအဖတ်တင်ရကြောက်ပါတယ်ရှင်တကယ်လို့ကိုကကောင်းတဲ့စကားကိုပြောပြီးတော့နားထောင်ပြီးတော့အဲ့ကောင်းတဲ့စကားကိုလိုက်နာကျင့်သုံးခဲ့မယ်ဆိုလို့ရှိရင်အစင်းလဲလှတဲ့ရနက်လဲမှုေးကြိုင်မှာဖြစ်ပါတယ်အစင်းလှတဲ့အတွက်ကြောင့်မူကြည့်ရတာဆိုလို့ရှိရင်အင်တန်ကိုတင့်တယ်နေပါတယ်ရနက်နေမှုေးကြိုင်နေတဲ့အတွက်ကြောင့်မူဇနတ်မှုေးကြိုင်နေတဲ့အတွက်ကြောင့်မို့နန်းရှူရမှာဖြစ်ပါတယ်ရှင်အဲဆိုရင်ပတ်ဝန်းကျင်မှာလည်းအနက်နေမှုေးကြိုင်နေတဲ့အတွက်ကြောင့်မို့ပတ်ဝန်းကျင်မှာရှိတဲ့ပုံကိုယ်တွေကလည်းပဲကောင်းမှုေးကြိုင်တဲ့ဇနတ်ကိုရှူဆိုင်ပြီးတော့သူတို့မှလည်းစိတ်ကြည်လင်အေးမြပြီးတော့နောက်ကစိတ်ကြည်နူးမှုကိုခံစားရမှာဖြစ်ပါတယ်ရှင်ဒါအတွက်ကြောင့်မို့ကျွန်တော်တို့ကစကားပြောတဲ့အခါမှာဆိုလို့ရှိရင်ကောင်းတဲ့စကားလေးတွေကိုလည်းရွေးပြီးတော့ပြောဆိုတတ်ဖို့နဲ့ကောင်းတဲ့စကားလေးတွေကိုလည်းကိုယ့်ရဲ့နားထဲမှာအသိဉာဏ်နဲ့နေထိုင်ခြင်းအပြင်လိုက်နာကျင့်သုံးသင့်တဲ့စကားလားဒီစကားတီလိုက်နာကျင့်ရှောင်ကျင်ရမယ့်စကားလားဆိုပြီးသိရှိပြီးတကားလားပြောဆိုတဲ့စကားလေးကိုသိမယ်နားပြောဆိုတဲ့အတန်ကိုကြားပြီးတော့နားထောင်တဲ့အခါမှာဒီစကားတီကောင်းတဲ့စကားလိုက်နာသင့်တဲ့စကားလားမလိုက်နာသင့်တဲ့စကားလားလို့ခွဲခြားပြီးတကလား
အစင်းလေးလှတယ်ရနံလည်းမှုေးကြိုင်တဲ့သူလေးတွေဖြစ်ဖို့ရန်အတွက်ဒီသင်ငန်းစာလေးကနေပြီးတော့ပြသထားခြင်းဖြစ်ပါတယ်ရှင်အစင်းလှပြီးတော့ရနံမှုေးကြိုင်တဲ့ပန်းလေးတွေဖြစ်ဖို့ရာစကားကောင်းတွေကိုပြောတတ်ပြီးတော့ကောင်းတဲ့စကားလေးတွေကိုလိုက်နာကျင့်သုံးတတ်ဖို့ရန်အတွက်ပြောပြခြင်းနဲ့ညီကုန်းချုပ်ပါတယ်ရှင်ဘိုင်ဘိုင်ပါရှင်